အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် YouTube မှာကွန်ပျူတာနဲ့ပတ်သက်တာတွေကျွန်တော်မတင်ဖြစ်ဘူးပေါ့နော်ဗီဒီယိုလည်းပုံမှန်လေးကျွန်တော်မတင်ဖြစ်ဘူးဘာဖြစ်ကျွန်တော်လည်းအလုပ်တွေအားမတင်ဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီနေ့အလုပ်တွေအားတဲ့အချိန်မှာကျွန်တော်ကွန်ပျူတာအကြောင်းနဲ့ပတ်သက်တာတွေတင်လိုက်မယ်လေးဆိုပြီးတော့စဉ်းစားတယ်ကွန်ပျူတာနဲ့ပတ်သက်ဘယ်ပိုင်းတင်ကောင်းလဲကျွန်တော်စဉ်းစားတော့အခုမှစတင်ပေးမယ်ဆိုတော့ကျွန်တော်ကွန်ပျူတာတန့်ရှင်းနဲ့ပတ်သက်တာပဲအရင်တင်ပေးလိုက်မှာပေါ့နော်ကျွန်တော်စဉ်းစားတယ်ဟုတ်ပြီကျွန်တော်ဒီနေ့တင်ပေးမှာတော့ကွန်ပျူတာတန့်ရှင်းပိုင်းဖြစ်ပါတယ်ဒီကွန်ပျူတာတန့်ရှင်းပိုင်းကလည်းကွန်ပျူတာတစ်လုံးပိုင်ဆိုင်တာလူတွေအရင်အရေးကြီးပါတယ်နော်ကိုကွန်ပျူတာကိုတန့်ရှင်းလေးနဲ့တန့်ရှင်းနဲ့ဘယ်လိုမျိုးကာကွယ်ပြီးဘယ်လိုမျိုးတောင်းရမလဲဆိုတာအရေးကြီးတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီနေ့ကွန်ပျူတာတန့်ရှင်းပိုင်းကိုအပြင်ပိုင်းနဲ့ကွန်ပျူတာ body ပိုင်းနဲ့ကွန်ပျူတာ set တွင်းပိုင်းတန့်ရှင်းကိုကျွန်တော်တည်ချာလေးပြသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မျိုး live ပြီးတော့လုပ်ကြည့်ပေါ့ဟုတ်ပြီနော်ဒါကတော့ကျွန်တော်ရဲ့ကွန်ပျူတာပေါ့နော်တချို့ဆိုဒီကွန်ပျူတာရဲ့ screen ကို spray နဲ့အသင်းဝယ်ပြီး spray နဲ့ဖြန်းကြတာပေါ့နော်အဲ့လိုမျိုးတွေကရေရှည်တော့မကောင်းပါဘူးစပလေးရဲ့အငွေ့တွေရေဆိုတဲ့ပုံစံမျိုးကအငွေ့ဓာတ်တွေကပါပြီးသားတယ်နော်အငွေ့တွေဝင်မယ်ကြာလို့ရှိရင်ဒီမှန်ကြီးကရင်ငွေ့တွေနဲ့ဖြစ်သွားမယ်ကျွန်တော်ကတော့အလွယ်ကူဆုံးကျွန်တော်ဒီ tissue လေးနဲ့ပဲကျွန်တော်တောက်တယ်ကျွန်တော်ဒီကွန်ပျူတာကိုကျွန်တော်ဟိုဒါကြာယူရနော်ကျွန်တော်သုံးတယ်ဒီလိုပဲကျွန်တော်တန်းရှင်းလောက်တယ်တန်းရှင်းဒီလိုပဲလောက်ကျွန်တော်နောက်ပြီးတော့ကွန်ပျူတာကာဗာလည်းကျွန်တော်သုံးတဲ့အတွက်ရိုင်းတန့်ရှင်းတိတ်လုံးစရာမလိုဘူးပေါ့နော်ကျွန်တော်မှဆိုရင်တန့်ရှင်းရိုင်းတိတ်လုံးစရာမလိုဘူးနောက်ပြီးကျွန်တော်ဒီဥစ္စာလေးဒီကွန်ပျူတာဖုန်းခါတဲ့ဥစ္စာလေးနဲ့ခါတယ်နောက်ပြီးကျွန်တော်ဒီ keyboard ဆိုရင်ဒီကောင်တေးဘက်လေးကျွန်တော်ထည့်ထားတယ်အရင်ကြီးလိုက်ပြီးတော့လုံးစရာမလိုဘူးပေါ့နော်တအားကြီးပင်ပန်းခန့်စရာမလိုတချို့ကလည်းကွန်ပျူတာဒီတိုင်းပဲသုံးတယ်ဖုန်းဝင်ပါဝင်ဒီတိုင်းပဲသုံးနေတာအဲ့ဖုန်းတွေပါဝင်တဲ့ခါကျရင်တော့တချို့ဆိုလည်းစက်ကူလေးတွေညှက်နေတာရှိတယ်အလောလောဒီ keyboard ကြားတွေမှာနော်ညနေအဲ့တော်တော်လေးကိုစာရိုက်မှတော်တော်ခက်ခဲပါတချို့ဆိုဂျန်ခန့်နေတာလို့ပါလို့ရှိတယ်နော်ကျွန်တော်မှဆိုတော့အလွယ်ကူဆုံးဒီဥစ္စာလေးနဲ့ဒီဘက်လေးနဲ့ခါလာဆိုဖုံလည်းတိတ်မကတ်ဘူးတန့်ရှင်းလောက်ရတယ်မြင်မြန်ဆက်ဆံပြီးတယ်နော်ကျွန်တော်ဒီမျိုးလိုက်ပြီးတော့တန့်ရှင်းလောက်တော့ပေါ့နော်ဒါက body အပြင်ပိုင်းကိုတန့်ရှင်းလောက်လို့ရသလောက်လိုက်ပြီးတော့လောက်တော့ပေါ့နော်တန့်ရှင်းလောက်ရသလောက်လောက်တယ်တန့်ရှင်းလောက်လို့ရသလောက်လောက်ပြီးလောက်တော့ပေါ့နော်ပြီးအမှားဆုံးနေရဆိုဒီမျိုးကျွန်တော်ဒီစပွတ်တန်လေးကိုတုံးတယ်စပွတ်တန်လေးနဲ့ဆိုရင်ဒီတချို့ဆိုဒီမျိုးမပတ်တာလို့ဆိုရင်မပိတ်တာလို့ဆိုရင်ဒီ keyboard ကြားတွေမှာဒီစပွတ်တန်လေးနဲ့ပဲအဆင်ပြေပေါ့နော်ဒီစပွတ်တန်လေးနဲ့တန့်ရှင်းလောက်ထော်ရင်တချို့စကူစားတွေဖုံစားတွေထွက်အောင်ကျွန်တော်မှမရှိတော့ကျွန်တော်တိတ်ပြီးလောက်ကြမလို့ပေါ့နော်ဒါမိတ်ဆွေတို့ကျွန်တော်ပြပေးတာပါဒါ CD ထဲတဲ့နေရာကျွန်တော်မှတန့်ရှင်းတိတ်လောက်ကြမလို့ကျွန်တော်ကနှစ်ပတ်တခါအမျိုးတန့်ရှင်းကျွန်တော်လောက်တော့ပေါ့နော်အဓိကဖုန်းတွေကွန်ပျူတာကတော့ဖုန်းတွေပါပဲကိုယ်အခန်းမှာထားထားတဲ့ဖုန်းကချိန်တန်ဝင်တာပဲနော်အဲကြောင့်လိုက်လောက်တော့ပေါ့နော်ပြီးရင်ကျွန်တော်ဒီ mouse ဆိုရင်လည်းဒီလိုပဲဒီဂျားလေးတွေမှာဝင်တက်တယ်ဖုန်းလေးတွေအမျိုးကျွန်တော်ဒီမျိုးလိုက်လောက်တယ်နော်အရင်ဆုံးအကြံနဲ့လောက်ပြီးအပြော့လေးနဲ့ကျွန်တော်ကအမျိုးလိုက်လောက်ထုတ်တယ်ဒါဆိုရင်ဘာမှမပင်ပန်းတော့ဘူးပေါ့နော်ကိုယ်လည်းမပင်ပန်း keyboard ဆိုလည်းဒီလိုပဲ keyboard ဆိုလည်းကျွန်တော်ဒီလိုပဲကျွန်တော်ဒီအရင်သေးအဝယ်လာတဲ့အဲ့ဆိုပြီးတော့ကျွန်တော်သုံးတော့ပေါ့နော်ကျွန်တော်မှဆိုတန့်ရှင်းတိတ်လုံးစရာလည်းမလိုဘူးတိတ်လုံးစရာမလိုချို့ဆိုဒီတိုင်းပဲသုံးနေတဲ့အတွက်တန့်ရှင်းတော်တော်လောက်ဒီမျိုးချားတွေမှာဖုန်းတွေဝင်နေဟိုစကူစားတွေညှက်တယ်ဖုန်းအစာလေးတွေညှက်တယ်သပင်စားလေးတွေညှက်တယ်အိမ်မျိုးတွေညှက်ပြီးတော့ဖြစ်တော့ပေါ့နော်ဟုတ်ကဲ့ပြီးပြီဆိုရင်သူ့တေချာလေးပြန်ထည့်ရမှာကျွန်တော်နော်တေချာလေးအဲ့နဲ့ပြန်ထည့်မယ်တေချာလေးကျွန်တော်တေချာလေးပြန်ထည့်လိုက်ပြီပေါ့နော်တေချာတဲ့ကျွန်တော်နောက်ပြီးရင်ဆက်အတွင်းပိုင်းကိုကျွန်တော်တန့်ရှင်းလောက်ပေါ့နော်ဒါကကျွန်တော်ဗီဒီယိုရိုက်ချင်တဲ့အတွက်ဒီမူလီလေးတွေကျွန်တော်အရင်သိဖြုတ်ထားတော့ပေါ့နော်နောက်မှရင်ကြာနေမှာကြာလို့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတန့်ရှင်းလောက်မှာဆက်နေရပန်ကနေရဆိုတော့အရေးကြီးတယ်ပေါ့နော်ဒီပန်ကဖုန်းတွေအရင်ကက်တာလို့နေရတယ်မှာဆိုကျွန်တော်
ဒီမျိုးစပုတ်တန်နဲ့အရင်ရှင်းရတော့ဗောနော်အရင်ရှင်းပြီးမှကျွန်တော်တို့ဒီစပုတ်တန်ပြော့လေးနဲ့တေချာလေးရှင်းဗောနော်ပြီးရင်ဆက်မှဖုံလေးတွေပါကင်မရာဆိုပြီးလိုက်ပြီးတော့တေချာခါထောက်ရတော့ဗောနော်ပြီးရင်ကျွန်တော်ဝရန်ချောင်းတန့်ရှင်ရေးလောက်မှဖြစ်ပါတယ်ဝရန်ချောင်းကျွန်တော်တန့်ရှင်ရေးလောက်မှဝရန်ချောင်းတန့်ရှင်ရေးလောက်မှနော်ဝရန်ချောင်းတန့်ရှင်ရေးလောက်မှဟုတ်ပြီဝရန်ချောင်းအတွက်တော့ရေးကြည့်တာတော့ဒီမှာခဲပြည့်ရေးကြည့်စမ်းပါဒါကျွန်တော်ကတော့ဒီမျိုးတွေလိုက်ပြီးတောက်လို့ပေါ့နော်ပိုလိုပေါ့ကျွန်တော်တော့လိုက်လောက်တယ်ပြီးရင်ဒီဝရန်ချောင်းကိုတေးချာလေးအသားကြလေးဒီကြီးနီအောင်လက်လေးပေါ့တိုက်ချုပ်ပေးတယ်ပေါ့နော်ကျွန်တော်ဒီမျိုးတိုက်ချုပ်ပေးတယ်ကြီးနီအောင်ပေါ်တဲ့အထိကျွန်တော်တိုက်ချုပ်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်စပုတ်တဲ့အကျန်းနဲ့တောက်တော့ပေါ့နော်နှစ်ချောင်းလုံးကျွန်တော်ဒီလိုလောက်တယ်ဒါကျွန်တော်လုပ်ပြအောင်ကျွန်တော်ပြီးရတော့ပဲတန့်ရှင်လောက်တာပြီးပြီပေါ့နော်ဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ orange ချောင်းရဲ့နေရာထဲမှာဖုံလေးတွေတိုက်တောက်ကြည့်တယ်ပြီးရင်ကျွန်တော်ဒီစပုတ်တက်အပြော့လေးနဲ့တောက်တယ်ဗျာနော်ပြီးရင်နေရာချပြန်ပြီးတော့ orange ချောင်းကိုထည့်မယ်ဒီဝရန်ချောင်းထဲနေရာမှာတော်တော်လေးတိတိကျကျကြည့်ပေါ့နော်တော်ကြနေမဝင်တာတို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အားကြောင့်တိတိကျလေးထည့်ပါနော်တိတိကျထည့်ပြီးဒါဆိုရင်ကျွန်တော်ဒီဟတ်တစ်မဖြုတ်ပြတော့နော်ကျွန်တော်ဖြုတ်ရင်ကြားနေမှာကျွန်တော်မဖြုတ်ပြတော့ဟတ်တစ်ကလည်းကျွန်တော်တန့်ရှင်းလောက်တာပြီးခဲ့ပတ်ကျွန်တော်ဒါတွေအကုန်လုံးတန့်ရှင်းလုပ်ပြီးပါပြီဒါမိတ်ဆွေတို့တချို့မိတ်ဆွေတွေမသိတာကိုကျွန်တော်ပြပေးတော့နော်ကွန်ပျူတာတန့်ရှင်လုံးမဆိုအစဆုံးလုံးမဆိုအတွင်းပိုင်းနေပြင်ပိုင်းနေဒီလိုပဲတန့်ရှင်လောက်သွားပါတော့ကျွန်တော်ဒါမိတ်ဆွေတို့ပြပေးတော့ပေါ့နော်ကွန်ပျူတာတန့်ရှင်ရဒီလိုပဲလောက်ရပါတယ်နော်ဒီလိုပဲလောက်ပြီးစီကန်စနစ်တကျအသုံးပြုမှပဲကျွန်တော်တို့ရဲ့ဒီပစ္စည်းရတန်ဖိုးရှိနဲ့ရေရှည်ခံမှာပေါ့နော်အဲ့ဒါကျွန်တော်ပြပြီးဟုတ်ကဲ့ပြီးပြီဆိုရင်ကျွန်တော်အကောင်လုံးပြီးလို့ရှိရင်ကာဘာလေးပြန်ပြီးတော့အနောက်ကဘာလေးတက်မယ်အနောက်ကဘာလေးမတက်ခင်မှာကျွန်တော်ဒီနေရာလေးတွေမှာဖုံလေးတွေဟာရှိတယ်ပေါ့နော်ဒီပန်ကာနဲ့ဟိုတာနဲ့ဂျားမှာဒီမှာဖုံလေးတွေရှိတယ်အဲ့ဒါလေးတွေကိုတိတ်တိတ်ချခါထုတ်ပြီပေါ့နော်တိတ်တိတ်ချလေးခါထုတ်မယ်ကွန်ပျူတာတစ်လုံးရဲ့အရေးကြီးဆုံးဒီဖုံမှုတ်တွေပဲနော်ဖုံမှုတ်တွေအရေးကြီးတယ်ဖုံမော်ဒီဝင်လို့ရှိရင်ဒီပန်ကာမှာလေတွေကတိတ်မထွက်ခါကြရင်အေးပန်ကာမှာသပင်ဇာလေးတွေပါလေမိန်းကလေးဆိုတဲ့သပင်ဇာလေးတွေပါလေညှက်တာလေးရှိတယ်တချို့အလုပ်ဝင်နေမှာလည်းအဲ့လိုပဲစီမတွေမှာတော့သပင်ဇာတွေပါလေအမျိုးသွားပြီးတော့ကန်နေတာရှိတယ်အဲ့ဒါနဲ့ပဲပန်ကာယုံနေဆက်ဟာပူပြီးတော့တချို့ဆိုဆက်ဟန်သွားတာရှိတယ်နော်ဟုတ်ကဲ့ကျွန်တော်အဲ့ဒါပြီးပြီဆိုဒါသေချာလေးပြန်ပြီးတော့ထဲထားတယ်ပေါ့နော်ဒါကျွန်တော်မူလီရောမတက်ပြတော့ကြာနေမှာကြာတော့နော်ဒါဆိုပြီးပြီကျွန်တော်တို့တန့်ရှင်ကွန်ပျူတာတန့်ရှင်လုပ်တဲ့အပိုင်းဒါဆိုပြီးသွားပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ကတော့ဒီကွန်ပျူတာအပြင်ပိုင်းနဲ့အတွင်းပိုင်းကိုဆက်တွင်ပိုင်းကိုတန့်ရှင်လုပ်နေကျွန်တော်တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစဆုံးလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ကျွန်တော် YouTube subscribe and like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်လို့အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်